မင်းရဲ့တောင်မပီတီတွေဆက်ပြီးတော့ရှောက်လန်းနေအောင်မယ်ဆိုရဲစာရန်နဲ့ Demon Slayer Manga Chapter 160အခုလို Keyword Event Skin လာနေအချိန်မျိုးမှာ Skin ဖောက်ဖို့အတွက်အာမခံချက်အပြည့်ရှိတဲ့နေရာမှာ Diamond ဝယ်ခြင်းလားဒါမှမဟုတ်လို့ရှိရင်စိတ်နှသားပဲထည့်ခြင်းလားအဲ့ဒါဆိုလို့ရှိရင်တော့ Reseller ပိုင်းကိတ်ရှိပါတယ်ကိုလူတို့က TikTok မှာ like နေလို့ပဲဖြစ်ဖြစ် view နေလို့ပဲဖြစ်ဖြစ်စိတ်သက်ကြနေပြီလို့ရှိရင်တော့သူ့ရှိမှာ like share comment view အကုန်ဝယ်လို့ရပါတယ်အဲ့တော့မေးတရားရှိတာငါ wave သုံးတာမလို့အဆင်ပြေပါမလားဆိုတဲ့လူတွေအတွက်ကောKP wave ပေးအကုန်လုံးကိုရပါတယ်အဲ့တော့ဘာကြီးစောင့်နေကြအောင်မလဲအခုပဲသွားဝယ်လိုက်ကြတော့လေ Chapter 169 Yumi ကရောက်ရှိလာခြင်းမှာပဲ Fujikawa မင်းရဲ့ဘိုက်ကတန်ရာတွေကိုပြန်ချုပ်လိုက်အောင်မင်းလုံနေရောငါသူ့ကိုကြည့်ပေးထားမယ်လို့ပြောလိုက်ကသူ့ရဲ့အရှိမတန်းတကောင်လိုမျိုးမမမတ်ကိုရက်တီပေးနေပါတယ်အဲ့ဒီနောက်သူကိုယ်တိုင်ကလည်းဟုတ်ကဲ့တောင်းပန်ပါလေလို့ပြန်ပြောလိုက်ခါ Yumi ကတော့သူ့ရဲ့လက်ထဲကတန်လုံးကိုအဆက်မပြတ်ဝိရမ်းနေတဲ့ပုံစံကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ Kokoshibu ကလည်းသူ့ရဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ကYumi ရဲ့အတွင်းခန္ဓာကိုယ်ရဲ့ကြွက်သားနဲ့နံရိုးတွေကိုလည်းမြင်တွေ့ခဲ့ပါတယ်။အဲဒီနောက်သူ့ရဲ့ပါးစပ်ကနေပြီးတော့ဖြောင်ဖြောင်လှပါပြီရဲ့။သူ့ရဲ့ခန္ဓာကိုယ်ကလုံးဝအတိုင်းအစားထက်ကိုကျော်လွန်နေရဲ့။ငါလွန်ခဲ့တဲ့နှစ်ပေါင်း300လောက်တုန်းကလည်းဒီလိုမျိုးတန်မာတဲ့ခန္ဓာကိုယ်နဲ့စစ်တီရောတယောက်ကိုတွေ့ခဲ့ဘူးရဲ့လို့ပြောလိုက်ပါတယ်။အဲဒီနောက်တော့ Yumi ကသူ့ရဲ့တန်လုံးကိုဆက်လက်ဝိရမ်းနေကအငွေ့မြားလည်းတစ်ထောင်ထောင်ထလာပြီးတော့ Kokoshibu ကအနှဲငယ်တွန့်သွားပြီးတော့ဒီလေဖိအားကြီးကသူ့ရှိကလာနေတာဟာဆိုတဲ့စကားနဲ့အတူပဲYumi ကတိုက်ခိုက်ဖို့ဟန်ကိုပြင်လိုက်ပါတယ်။အဲဒီနောက်တော့ Kokoshibu က Yumi ကိုအာယုံစိုက်ကြည့်နေတဲ့အချိန်မှာပဲတစ်ဖက်ကတန်လုံးနဲ့လှမ်းပစ်လိုက်ပါတယ်။အဲဒီနောက်သူကရှောင်နေသွားပြီးတော့လာမင်းအသက်ရှူခြင်းဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာYumi ကသူ့ရဲ့လက်တစ်ဖက်ကိုလွှဲကပစိန်ကိုလှမ်းပစ်လိုက်ပါတယ်။အဲဒီနောက် Kokoshibu ကသူပစိန်ကိုလှမ်းပစ်လိုက်တာလားဆိုပြီးတော့မေးခွန်းထုတ်နေကပြီးတော့သူ့ရဲ့လက်နဲ့ကတစ်ဆက်တည်းကောက်ထွက်လာတာလားဆိုပြီးတော့အံ့ဩနေက Kokoshibu ကသူ့ရှိလာနေတဲ့ပစိန်ကိုမများဆဆမလုပ်ဘဲနဲ့အလွယ်တကူရှောင်လိုက်ပါတယ်။အဲဒီနောက်လာမင်းအသက်ရှူခြင်းလို့ပြောလိုက်တဲ့အချိန်မှာပဲတစ်ဖက်က Yumi ကလည်းသူ့ရဲ့တန်ချိုးကိုနင်းလိုက်ပြီးတော့ကြောက်သားအတွင်အသက်ရှူခြင်းဒုတိယမြောက်ပုံစံစကြဝဠာမျက်နှာပြင်ဆွဲရပမာရိုက်ချင်းလို့ပြောကတန်လုံးကိုထပ်ပစ်လိုက်ပြီးတော့Kokoshibu ရဲ့ခေါင်းရှိကနေပေါ်လာပါတယ်။ Kokoshibu ကလည်းထပ်မံရှောင်တိန်နေရပြီးတော့မထင်မှတ်ဘဲနဲ့သူ့ရဲ့လေဘဲနာကိုတန်ချိုးမြဝိုင်းလာက Yumi ကချက်ချင်းစောင့်ဆွဲလိုက်ပါတယ်။ Kokoshibu ကတန်ချိုးကိုဖျက်မလို့လုပ်ခဲ့ပေမဲ့လည်းဒီတန်ချိုးတွေကဖျက်လို့မရဘူးဖြစ်နေရဆိုတဲ့စကားနဲ့သူကအောက်ကိုငုတ်ရှိုးလိုက်ပြီးတော့သူ့ရဲ့ကြံနေခဲ့တဲ့သပင်များတော့ပြတ်ထွက်သွားပါတယ်။တန်ချိုးတွေအပါဝင်ပစိန်နဲ့တန်လုံးကိုရှားပါတဲ့တန်မဏိသားတွေနဲ့တွန်းလှုပ်ထားတာပဲတော်တော်လေးအရွေသေးမြင့်တဲ့လက်နက်ပဲကွာလို့ပြောလိုက်ခါငါရဲ့ဒီတာကတော့ငါရဲ့အသွေးသားတွေနဲ့တွန်းလှုပ်ထားတာအဲဒီတော့သူ့ရဲ့လက်နဲ့ထုတ်နေတဲ့အချိန်ငါခုတ်လိုက်မယ်ဆိုလို့ရှင်သူ့ဘာသာသူလောင်ကျွမ်းသွားနိုင်တယ်ဆိုပြီးတော့ပြောနေကပြီးတော့ဒီတန်မဏိကြိုးတွေကရောနေအောင်ကြီးကိုဘယ်လောက်ထိအောင်မှစုပ်ယူထားရလဲငါတို့အားခေတ်တုန်းကဓာတ်တွန်းလှုပ်တဲ့သူတွေတောင်မှဒီလိုလက်နက်မျိုးတွန်းလှုပ်နိုင်ခဲ့တာမဟုတ်ဘူးလို့ပြောလိုက်ခါအန်ဟိုကောင်းပါတယ်ဒီအကွာအဝေးကြီးကဆိုတဲ့စကားနဲ့သူ့ကို Yumi ကတန်တုံးနဲ့လှမ်းပစ်လိုက်ပြီးတော့သူကိုယ်တိုင်ကလည်းလင်းမြန်စွာနဲ့ပဲအနားကိုကတ်သွားက Yumi ရဲ့ခေါင်းကိုဖျက်ဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့လည်း Yumi ကမရှိတော့ဘဲနဲ့ခုန်လိုက်ခါပစိန်နဲ့လှမ်းပစ်လိုက်ပါတယ်ပြစ်ချက်ကအနှဲငယ်လွဲသွားတာကြောင့်မို့လို့ Kokoshibu ရဲ့အင်ကြီးအပိုင်းစားတွေကပဲပြတ်သွားပါတယ်အဲဒီနောက်တော့ Yumi ကတန်လုံးနဲ့ထပ်ပစ်ခါ Kokoshibu ကလည်းအသေးအတန်တော်တော်လေးကိုရှောင်နေရပါတယ်သူ့ရဲ့စိတ်ထဲမှာလည်းဒီကောင်ရဲ့တန်မာတဲ့စက်သားတွေကိုအသုံးပြုပြီးတော့ဒီလောက်ထိလေးနေတဲ့အရာကိုတော့မှအသာလေးဝေရလိုက်တာပဲသူ့အတွက်တော့ဘာမှမဟုတ်တဲ့အရာလေးတစ်ခုလိုပဲလို့ပြောကလုံးဝကိုမယုံနိုင်စရာကောင်းလွန်းနေတယ်အဲဒီနောက် Kokoshibu ကဓာတ်ကိုဆွဲပြီးတော့ Yumi ရဲ့အနာကိုပြေးကပ်လာချိန်မှာပဲသူ့ရဲ့ဓာတ်တန်ကြိုးများနဲ့ရစ်ပတ်ခံရလူနီးနီးဖြစ်နေပါတယ်အဲဒီနောက် Kokoshibu ကလည်းသတိထားမိသွားကလင်းမြန်စွာနဲ့ပဲ Yumi ကိုပိုင်းဖြတ်ဖို့လုပ်ခဲ့ပါတယ်အဲဒီနောက်တော့ဓာတ်ရဲ့ဘေးနားနေပြီးတော့ရွှေအောင်လများထွက်နေချိန်မှာပဲ Kokoshibu ရဲ့ဓာတ်အချိုးခံလာရပြီးတော့ဓာတ်ကျိုးသွားတဲ့နောက်ဆက်တွဲအနေနဲ့သွေးဆက်အနှဲငယ်ကလည်းထွက်နေပါတယ်အဲဒီနောက်တော့ Kokoshibu ကလမင်းအသက်ရှူခြင်းဒုတိယမြောက်ပုံစံလို့ပြောလိုက်က Yumi ကလည်းကြောက်သားအတွင်အသက်ရှူခြင်းစတုထမြောက်ပုံစံလို့ပြောလိုက်ပြီးတော့သူတို့နှစ်ယောက်ကတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာပဲတဟုန်ထိုးကွဲထက်လာတော့ချော်ရည်ကြောက်များအတွင် Kokoshibu ကလည်းလာမိုက်ညလာမင်းကြီးရဲ့ဖျားထွက်ခြင်းပလဲရောင်စင်လို့ပြောကနှစ်ယောက်သာအပြန်အဆိုင်ပဲတိုက်ခိုက်နေကြပြီးတော့ Kokoshibu ရဲ့လာတွေအပိုများလုံးတာကြောင့်မို့လို့ Yumi တော့တော်တော်လေးကိုအန္တရာယ်များပါတယ်အဲဒီနောက်တော့Kokoshibu ကအကုန်ပြက်စီးကုန်ပြီရစရာမရှိအောင်ပျက်စီးကုန်ပြီလို့ပြောလိုက်ခါအားကုန်ထုတ်သုံးမှာပဲဖြစ်တော့မယ်ဒီတိုင်းဆက်သွားနေလို့ရှင်မလွယ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ် Yumi ကလည်းဒီကောင်ကတော်တော်လေးကိုအန္တရာယ်များတဲ့လူသားတစ်ယောက်ပဲလို့ပြောလိုက်ခါငါတေချာပါမူဆန်ကိုအနိုင်ရဖို့အတွက်အသက်ရှင်နေမှာဖြစ်မယ်ဆိုပြီးတော့ကိုသတိပေးလိုက်ပါတယ်အဲဒီနောက် Yumi ကပုံစံတစ်ခုကိုပြုလုပ်နေရအောင်မြင်တွေ့ရမှာဖြစ်ပြီးတော့ Kokoshibu ကလည်းထိတ်လန့်အံ့ဩသွားကYumi ကတော့ဒီနေရာကြီးမှာအဆုံးသတ်သွားရင်ငါ့ရဲ့စကားလုံးတွေလည်းပျောက်သွားလိမ့်မယ်ဆိုတဲ့စကားနဲ့အတူပဲဘာမှမဟုတ်တဲ့နေရာမှာကြာရှုံးသွားကြစောက်ကြောင်းမရှိဘူးကွာလို့ပြောရင်းနဲ့ပဲသူ့ရဲ့လက်မောင်းများကွဲအပ်လာပြီးတော့တန်ကြိုးနဲ့ပစိန်ကိုလည်းကြစ်ပေါအောင်ကင်ထားရင်းနဲ့ပဲတိုက်ပွဲကဆက်လက်ပြင်းထန်နေပါရဲဆိုတဲ့စာရနဲ့အတူပဲ Chapter 169အန်ထားပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်အနေနဲ့မူချီယိုနဲ့ဂိမ်းရန်ရဲ့အကြောင်းကိုဗီဒီယိုလုပ်ပေးမယ်ဆိုပြီးတော့အားချောင်းထားပေမဲ့လည်းအခုချိန်ထိဘာမှမလုပ်ကြသေးတဲ့အတွက်နုညွန့်တောင်းပန်ပါတယ်